ဗျာဒီမှာကျွန်တော်ဒီနေ့ရတော့ကန်တော်မင်္ဂလာလို့ခေါ်တယ်ကန်တော်ကြီးတဲ့ကိုရောက်နေတယ်ကန်တော်ကြီးတဲ့ကကျွန်းတစ်ကျွန်းတော့ဘယ်လိုချက်ကြည့်လိုက်ဒီနေ့တောက်ကြောင်နေဆိုတော့လူတွေလည်းတိတ်ဆိတ်ကျွန်တော်တော့မှာကာရိုဝိတ်အဲ့ဒါနော်